မနေသိတာဘောဒီတလောကလုံးမှာအကြောက်ဆုံးကနင်ငါ့ကိုမုန်းပါဘူးဒီမကြိုက်မနဲ့ပြန်ဆက်ပြီးမဲမလိုက်ဘူးကိုဆရာကောလုံးဝမတူချင်းပါငါ့ဘာစင်ချင်းမှမပေးနဲ့ကျွေးမင်းဒီအဲ့ဆရာကိုလည်းမပတ်သက်ဘူးဆိုတော့ဂရီကိုပေးငါရက်မတောင်းနဲ့ဆိုလည်းမတောက်တော့ဘူးဟာကျွေးမင်းနင်တို့အဲ့ဂရီတွေကမပေးနိုင်ဘူးလားပြောလေဟာနင်တော်မှပဲငါစကားတွေတစ်ခုခုနားထောင်လိုက်ရပါငါရောဒီစကားဒီကပြောတော့ကျေးဇူးမတင်လို့တော့မရဘူးဗျကျွန်တော်မိဘရဲ့ကျေးဇူးလာတာလဲတက်တာပေါ့ဗျာအော်တော့အလုပ်ကိစ္စတော့ပါလုပ်ကိစ္စတော့မဟုတ်ဘူးဗျဒါရင်နင်အမဲပြမထွက်တော့ဘူးလို့သမီးရွှေနေဂရိပေးထားတယ်ကပါဘာဂရီဆိုတာတီမတန်မိုးရှိတုတ်ကိုတီဘာမှတန်မိုးထားတဲ့အကြောင်းမရှိရုပ်ရပါတူပြန်ကန်ရက်ပြတော့ပြီ